လေးရောင်းမအောင်မယ်သေးတယ်ကြီးဂျယ်လီလေးတွေဒါဖြော်ရည်လေးတွေနဲ့လောက်ထားတာဒါဆိုတရက်သီးရတာလေးနဲ့ထိုးထားတာဂျယ်လီလေးဒါဘလူးဘယ်ရီရတာလေးနဲ့မလကာသီးလေးနဲ့ဟိုကကျတော့အုံစိမ့်လေးနဲ့ပင်ဖိန်းလေးနဲ့ဖြော်ထားတာကျမ်းမာရေးအတွက်အဲလိုတကြက်စီးတို့လုံးဝမပါဘူးတပူးမှာ1000ပဲကြတာအားပေးကြပါအောင်လို့ဂျယ်လီလေးတွေတနက်လန်းကြော်ထိုင်မှာလဲလာအားပေးလို့ရပါပြီနေ့တိုင်းဖြော်ရည်တွေအများအားဝဲပြီးအားပေးနေကြတဲ့ကက်စတမာတွေလည်းရှိတယ်အကုန်လုံးကျေးဇူးအများကြီးတင်ပါတယ်ဒါလေးတွေတော့1000ကတော့တကယ်စားပြောပါတယ်အေးလေးနဲ့ချိုလေးဒါဆိုရင်လေပင်ဖိန်းလေးနဲ့အုံစိမ့်လေးနဲ့မွေးနောင်ပဲအားပေးကြပါအောင်လို့စားကြည့်ပေးကြပါအောင်တကယ်လို့အယောင်လေးတွေတို့အရားသာလေးတွေတို့လူအပ်တာလေးတွေလည်းရှင်ပြောပါအောင်လို့ဈေးသိမ်းဆိုဈေးရောက်ကျင်လို့ခုမှစမ်းလောက်ထားတာမို့လို့ဒါနဲ့ဈေးသိမ်းဆိုတစ်ခုပြီးတစ်ခုပဲရောင်းကျင်နေတော့တာပဲအားပေးကြပါဦးရှင်